ဟာညီလေးစူပုတ်ပင်တွေဒီလောက်ကောင်းတော့ဘာလို့ဖြတ်ပစ်တာတော့ ဟာကိုကြီးကျွန်တော်ပြောမယ်ဒီဟာဆောင်းခိုင်းသွားရင်ကိုကြီးအညွန့်နေတိတ်မထွက်တော့ဘူး ဟေး ဒီကြတော့ဒီစူးဖို့ပင်တွေကိုပိုင်းရတယ်ကိုကြီး ဟောဒီလိုပိုင်းရတာလား တချို့ကကိုကြီးဓာတ်နဲ့ပိုင်းပါတဲ့ဓာတ်နဲ့ပိုင်းရင်ကိုကြီးဒီဟာလေးအပင်တွေကကွဲထွက်ကုန်တာသိလား အေးဟုတ်တယ်လေ လွှတ်တော့ဟုတ်လို့ကာတာကကြီးလေးလေးနဲ့ပိုင်းရင်ကြတော့ပိုကောင်းတယ် ဟောလွယ်တယ်နော် ဟုတ်တယ်နော် အေးဟာညီလေးစူပုတ်ပင်တွေဟာဖြိလိုက်တာဟာရက်ဆက်တယ်ဟေး ဟာကိုကြီးဟုတ်လို့ဆောင်းခိုင်းသွားတဲ့ချိန်ကြတော့သုံးပုံတစ်ပုံလောက်ပြန်ပိုင်းရတယ်ဒါမှသာအညွန့်တလူလူနဲ့ပြန်ထွက်လာတာနော်ကို ဟောအေးပါ နောက်ပြီးတော့လေကိုကျွန်တော်စူးဖို့စိုက်ပြိုးနည်းလေးပါကျွန်တော်ပညာပေးလေးပြအောင်မယ်လိုက်ခဲ့ဦးနော် အေးပါပြပေးပါ အကို ဟေး ဈေးကနေပေါ့ဗျာကိုကြီးဒီလိုစူးဖို့လေးပင်ကိုဝယ်လိုက်စူးဖို့ကြည့်ပင်ပဲဝယ်ပေါ့ဗျာနော် အေးပါ ဝယ်ပြီးတဲ့အခါကျတော့ခုလိုမျိုးလေးစိုက်လိုက်နော်စိုက်ပြီးတော့ အေး မောင်းတင်မြေဆွပေးရတယ်ကိုကြီး ဟောအေး လူရာဒီအပူပြင်းတဲ့အခါကျတော့ရေဓာတ်လိုအပ်တယ်ဆိုရင်လုံးဝရေပေးမှနှုံးမဆိုရင်ကိုကြီးတစ်ပင်ရမဖြစ်ထွန်းတော့ ဟုတ်တယ်လေ ကလေးငယ်လို့ပေါ့ဗျာကိုကလေးငယ်တဲ့ချိန်မှာအရန်ခယူစိုက်ရတယ် အေး လမ်းလျှောက်တက်သွားပြီဆိုရင်နည်းနည်းလက်လွတ်ရတာပေါ့ ဟုတ်တာပေါ့ ဆိုတာလည်းအဲ့လိုပဲနော် အေး ကျွန်တော်ပြောပြမယ်ကျွန်တော်ခုတန်းပြီးတော့စိုက်ထားတာ အေး ဒီစုပ်ပုတ်လေးပင်တနေ့ကိုကြီးပြန်မြငွေ1000လောက်ဝင်ငွေရှိတယ်ကိုကြီးနော် အေးပုံမှန်ဝင်ဝင်ဆိုတော့ဘယ်အဆိုးမှာတော့ဟာ ဟိုမှာစုပ်ပုတ်ကြီးပင်နေရှိသေးတယ်လိုက်ပြအောင် အေးလိုက်ပြအောင် အခု ဟေး ဒါဆိုစုပ်ပုတ်ကြီးပင်နေပေါ့ဗျာကျွန်တော်အကြိုက်ကတော့ကိုကြီးဒီလိုမျိုးသတင်းကြိုတစ်ဆောင်မုံတော့ပြသူဒီချိန်နေမှာကိုကြိုက်တဲ့ချိန်ပိုင်းတင်တယ်လို့ထင်တာပေါ့ဗျာနော် အေးပါ မိမိဆန္ဒအလျောက်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာစူးပုတ်ကြီးတွေ ဟာကောင်းတာဟာဟုတ်ကဲ့နေတယ် နော် အေးပါဖြစ်တာဟာ ချမ်းကိုလဲလာခဲ့နော် အေးမင်းသူ့နေရာသူအကန့်လိုက်ကိုစိုက်ရတာဟိုက ကိုကြီးအားလုံးပေါင်းစုလိုက်တဲ့ကားတဲ့ကြတော့ဒီခြံထဲမှာဆိုကိုကြီးတနေ့ဟို2000 3000ဆိုသလိုဝင်ငွေရတာဘူးပဲ အေးလေဟိုပင်ရလိုက်ဒီပင်ကရလိုက်နေဆိုတော့အကုန်ရှင်ပြေတာပေါ့ကွာ ဒါပေါ့ကိုရအခု ဟေး ဒီမဲ့ဗျာတီးတဲ့တီးညံ့နေနဲ့ချင်းမောင်နေလဲကျွန်တော်တို့ထဲသွင်းစိုက်ပြိုးထားတာတွေ့ရပါလိမ့်မယ်ဗျာ ဟောအေးဟာ ကိုကြီးချင်းမောင်သီးလို့ခေါ်တယ် အေး တို့ဒေသကြတော့ဘီလက်သီးလို့ခေါ်ကြသေးတယ်ဗျာနော် အေးဟာတီးတဲ့တီးညက်တွေရောဟာ ဒါလေးခွာပြီးချက်ရင်လည်းရမ်းကောင်းတယ်နော် အေးပါ ရခုချင်းလည်းလာခဲ့နော် အေးမင်းတေကားကို3-4ကားသာလောက်ကိုတီးတဲ့တီးညက်တွေထည့်ထားတာဟိုကွာ အခုရအဓိကအရေးချင်းရှိနဲ့အပင်ကိုဖြစ်ထွန်းအောင်စိုက်ဖို့ကအရေးကြီးတယ်နော် အေးပါ ဒီဟာဒေသကျေဝန်းတယ်ဆိုတာအဲ့လောက်ထိအရေးမကြီးဘူး အေး အခုကလည်းဧကချီစိုက်ပြီးတော့ဘာမင်းမှကောင်းကောင်းမွန်မွန်မဖြစ်ဘာလုပ်မှာ တမျိုးတည်းဆိုတော့နော် မလား ဒါတမျိုးမရတမျိုးရ ပြလိုက်တာမှာဗျာနော် အေးလွန်းနေကွာ